Hello guys ကျွန်တော်နာမည်အရင်ကပါဒီနေ့မှာကျွန်တော်က realistic spiral ဆိုတဲ့အဒုံဟုတ်ပါဘူး pressure အားရှိတာမသိတော့ဗျာအဲ့ဒီဟာကိုreview လုပ်ပေးမှာဖြစ်ပါတယ် Okay ကျွန်တော်တို့ search ပုံရတယ်ဆိုရင်တော့ဖြေဒီမှာ setting ရယ်guide ပေါ်ရရှိတယ်ပေါ့နော် realistic spiral guide handle okay ကျွန်တော် setting နဲ့ရွေးတစ်ရဲလိုက်ပါဗျာအမအများကြီးရှိတယ်ပေါ့နော်ဒီမှာ sky ကိုကြိုက်လို့ပြောင်းရပါတယ် okay square ဟုတ်တယ်ဒီမှာ HD ရော HD ရောလေမိုင်းဆန်းနမအကြီးထားရဟုတ်တယ်အဲ့လိုအော်ဒါ pressure လားမသိဘူး okay so ကျွန်တော်မှာ setting ကြိုက်လို့ပြောင်းရပါတော့ရနေရဘယ်နဲ့လုံးတော့ပြောင်းရပြီဆိုရင် sky လို့ပါဆိုရင်ကျွန်တော် effect ကိုကြိုက်ရလို့ရပါတယ် effect ကိုဆိုရင်ကျွန်တော်ဒါတော့မယ် short လုပ်မှာနော် okay okay ကျွန်တော်ကို short ပြပါတယ် okay ကျွန်တော် wow shade ပါဗျာနောက်ပြီးတော့ကျွန်တော်တို့ setting ကိုထပ်နှိပ်ပြီးတော့weather and event okay နေလိုက်ပါမယ်ဒီမှာအများကြီးရှိပါတယ် custom ဆိုရင်တော့ okay ဒါထားရမယ်shop ဖွင့်လို့တော့ကျွန်တော်ဘာမှမသိပါဘူး okay save change ဟိုကနေထားရင်ပြောင်းသွားတယ်နောက်တစ်ခု73အောင်color ကိုဒီမှာအများကြီးရှိပါတယ်ဒီနောက်ကဟာဘလို့ပြုတ်ဟာရဘလို့ဖြုတ်ကုန်လာလေဟဲ့ကျွန်တော်တို့ပြောင်းနေနေထိတယ်ပေါ့နော်ခိုင်နောက်တစ်ခုပြောင်းကြည့်ရအောင်များတော့ဘလို့တော့ပြောင်းကြည့်လိုက်ပါနော်okay ဒီလိုကြတော့မဆိုးပါဘူး okay နောက်တစ်ခုပြောင်းကြည့်ရအောင်Uda okay ရှင်းပြီးပါတယ် okay ညအပေါ်မှာငါကြီးငါကြီး okay ရှော့ဘာလို့ရသေးလဲဆိုတော့အောက်ကနေ general အဲ့မယ်အဲ့ဒါတော့ဘာရလဲတော့တိုက်တယ် okay ဘာရတိုက်ရတော့တနေရာတော်ရဲလို့ဘာရရောက်ပြီဆိုရင်စာတန်းပေါ်ရတယ်ပေါ့နော်အဲ့တော့အခုမပေါ်သေးဘူးကျွန်တော်ကတနေရာမှာရှိနေတယ် okay ပိတ်လိုက်ပါမယ်inside တယ်လောက်ထားhey yo okay အဖေမလုံးနဲ့တွေ့ပါလေoff လောက်ထားကျွန်တော် save ချိန်မလုံးလား okay တို့ဒါပဲနေရတယ်စမပေါ်နော်ဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ဗာတွေ့သေးတယ်ဆိုတော့ setting နဲ့ဝင်လိုက်ပါဗျအပေါ်ကဒီမှာရှိတဲ့ review mode ဆိုရင်နေလိုက်ပါဒီမှာအောက်မှာနေမင်းပုံတွေလပုံတွေအကုန်ပေါ်လာပါပြီကျောက်ထားအောင် use item လောက်ကြရအောင် wow okay ခေါင်းလုံးလေးတက်ကြတယ် okay ကျွန်တော်ဘာထူးဆန်းသွားလဲဆိုတော့လာမင်းပါဗျာနေရတော့ဟိုဘက်မှာမနော်ကားနေ okay ဟေးဒီခါကျွန်တော်နေထွက်လာပါပြီနေဝင်ချိန်ကျွန်တော်ကြည့်ရအောင် wow share လာပါတယ်ဗျာ oh my god wow လာပါတယ်ဗျာ okay ကျွန်တော် night ဘိုးကျေရှိုးလိုက်ဗျာ share ပဲနော် okay ဒါတော့လေတိုက်ရပါဒါတော့ပါတယ် metro show hey share လာပါတယ်နိုင်ပါတယ်ဟဲ့ကျွန်တော်မနဲ့ပြန်လို့လေအောင်ကျွန်တော်တရား Telegram မှာချက်ဖို့ Telegram download အတွက်ကျွန်တော် comment အောက်မှာ link ချပေးထားပါမယ်တာတောင်းကြပါအရင်လာပါဗျာဒီ realistic spiral ဆိုတဲ့ဟာ okay ဆိုတော့ဒီ video လေးတော့ဒီလောက်ပါပဲနောက် video မှာပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye